ပပဝေးခင်ဟိုလေဟိုတချင်းလေးထဲကလေမိုးနဲ့မတင်းရွာမလို့နဲ့ညွှဲစင်မိုးမောင်တွေကြလာရင်အလွမ်းဆွေဝေဒနာလေးတွေအဲ့ဒီတချင်းမလေးကိုမင်းကအမစီရောက်အောင်လာခဲ့တယ်ဗျအဲ့ဒါကျွန်တော်တယောက်တည်းသိတာမဟုတ်ဘူးနော်တနိုင်ငံလုံးသိတယ်မင်းဝင်သူတို့ကမေးကြည့်လို့ရတယ်ပြန်ဆိုးကျင်တော့ဗျာအမနဲ့ချိန်လာတဲ့နေရာကိုလာတဲ့ချိန်မှာပဲဒီကားငားလာတဲ့ချိန်မှာကားပြက်ပြီးတော့လမ်းလေးလျှောက်လာတဲ့ချိန်လမ်းဘေးမှာဗိုက်ကြီးတဲ့တယောက်ကိုကြီးတောင်းလို့ဆိုပြီးသူကဆေးရုံလိုက်ပို့လိုက်တယ်ဗျအဲ့ဒီချိန်မှာအမနဲ့ချိန်လာတဲ့နေရာကိုလွယ်သွားတယ်ဗျာကျွန်တော်တို့ကဥတီရအသက်တရနဲ့ဖြစ်နေတာဗျာအမတယောက်ပဲမသိတာကျန်တဲ့သူအကုန်သိတယ် အမမသိတာနေမှာပါဒါဆိုကို ဟုတ်တယ် तू ကလေအမောက်အရန်ချစ်ကြောင် तू တက်သိပြပါတယ် तू အဲ့နေရာရောက်အောင်လာခဲ့တယ်အဲ့ကျွန်တော်ရှင်းပြခြင်းကကြာပြီအမရဲ့ခုမှပဲရှင်းပြရတော့တယ်ဗျာ ဟုတ်ပါပါလေ ဘယ်တက်နိုင်မှာချစ်တိုင်းလည်းမများနားတိုင်းလည်းမချစ်ဆိုတဲ့စကားလုံးကလည်းရှိသေးတာဘူး